ထွက်လာတဲ့ result နဲ့ကြတော့ကျွန်တော်တော်တော်ကျင်းနေပါတယ်ဟိုကနေဒါ9ကြောင်းလို့ရတယ်ဟို UK ဆိုလည်းပိတ်သွားလို့သူ3ကြောင်းကျော်တယ်3ကြောင်းလို့ရတယ်ပြီးတော့ New Zealand လည်းရတယ်ဘာလို့ခုနောက်ဆုံး visa လည်းအဆင်ပြေပြေနဲ့ဟိုရသွားတယ်ပေါ့အဲ့တော့ CNC ကိုရွေးချယ်တာကျွန်တော်တော်တော်ကျင်းနေပါတယ်ဟုတ် CNC ကိုဘယ်လိုသိအောင်ဆိုတော့ဟိုပေါ့တတဦးလည်းပဲပြီးတော့ကျွန်တော်ဟိုသူဘာဆက်တက်ရမလဲဆိုတာစုံစမ်းတာပေါ့နော်စုံစမ်းတော့လမ်းကြောင်း3ခုလောက်တွေ့တာပေါ့ A-level ရယ်ပြီးသွားရင်ဟိုတခြားတက္ကသိုလ်တွေမှာဟို foundation တက်မယ်ပေါ့အဲ့ဒါရယ်နောက်ထပ် OSCE 3ခုပေါ့အမျိုးတော့ကျွန်တော်တို့တည်ရပေါ့နော် OSCE ကိုတက်ဖို့ကျွန်တော်တို့ဒီမန်လေးမှာစုံစမ်းတာပေါ့နော်စုံစမ်းတော့3-4ကျောင်းတော့ရှိမယ်နဲ့တွေ့အဲ့ကျွန်တော်တော့တွေ့ရဒီ CNC ရောပါပါပေါ့နော် CNC ကတော့မှအရင် Facebook တွေပါရတွေ့တယ်ပြီးတော့ channel ကြောင်းတွေလည်းမျိုးတွေ့ရပေါ့နော်တွေ့ပြီးတော့အဓိကဒီမှာကလေးကိုအဖြစ်တာတော့ဟိုအကူတယောက်ပေါ့တကယ်ချင်းကိုတယောက်ကသူသားကလည်းဒီမှာတက်တာဒီမှာတိုက်မှာပဲသူကနေဒါမှာအခုတက်နေတယ်ပေါ့နော်အဲ့ဒါသူကမေဒီမှာပဲအဆင်ပြေတယ်ဒီမှာပဲတက်ခိုင်းလိုက်ပါဆိုတော့ကျွန်တော်လည်းယုံကြည်ပြီးဒီမှာပဲတက်ခိုင်းရတာပေါ့အဲ့တော့ဟိုအဲ့ဒီတော့ဟိုတက်ခိုင်းလိုက်တဲ့ဟာပေါ့နော်အခုထွက်လာတဲ့ result နဲ့ကြတော့ကျွန်တော်တော်တော်ကျင်းနေပါတယ်မြော်မှန်းထားတယ်လည်းဟိုကောင်းတယ်ပေါ့နော်ဟိုကြောင်းနေသူလည်းရှောက်တာရတယ်ပြီးတော့အခုနောက်ဆုံး visa လည်းအဆင်ပြေနဲ့ဟိုရပါတယ်ပေါ့အဲ့တော့ဟိုဒီကြောင်းကိုရွေးချယ်တာ CNC ကိုရွေးချယ်တာကျွန်တော်တော်တော်ကျင်းနေပါတယ်ချိန်မှာကျတော့ကနေဒါဗီဇာလည်းအရင်ခက်နေရပါတော့။အရင်ခက်နေဆိုတော့ကိုသားနဲ့ကြာတော့ရပါမလားဆိုပြီးတော့စိုးရိမ်စိတ်နဲ့ပေါ့အချိန်လုံးဒီစိတ်လေးဒါပဲထည့်ထားပြီးတော့ညှော်နေတာပေါ့နော်။သူများတွေရတယ်ဆိုရတယ်ကောင်းပါရတယ်ကောင်းပါညှော်နေတာပေါ့နော်။စိုးရိမ်စိတ်တွေနဲ့ညှော်နေတာပေါ့။ကျောင်းကနေပြီးတော့ဖြစ်တယ်ဆိုပြီးတော့ဖုန်းဆက်လာတဲ့ချိန်မှာတိုင်းပြည်ကိုဝမ်းသာပြီးတော့ပျော်ပြီးတော့ကြည်နူးသွားတာပေါ့နော်။သားစီချင်းပုံပြီးတော့သားနဲ့အားကြောင့်ဝမ်းသာစကားတွေပြောကြတယ်ပေါ့။တိုင်းပြည်ရွာပဲပြောတယ်ဆိုတာပြောလဲဆိုတော့လေဒါမှလည်းသူတက်ချင်တဲ့ဒီကနေဒါနိုင်ငံမှာတက်ခွင့်ရခဲ့ပြီဆိုတော့လေဒါတော့ဘယ်ရမှပြောတာဘာနဲ့မှမတူဘူးပေါ့ကျွန်တော်ကကျွန်တော်ကတိတ်မသိဘူးပေါ့နော်မသိတဲ့မိဘတွေကိုကျွန်တော်ပြောနေတာဘာလို့တကယ်သိတဲ့ဟာတွေလည်းအများကြီးပဲသိတဲ့ဟာတွေအတွက်တော့ပေါ့ကျွန်တော်တို့လို့ပေါ့ကျွန်တော်တို့လို့ဆိုရင်ဒီတာတာ international school ကနေပြီးတော့တောက်လျှောက်ထားလာတယ်ပေါ့သူမြန်မာကျောင်း9တန်းလောက်မှာထွက်ပြီးတော့ O level တွေတက် O level တက်မှာဟိုဒီကရွေးဖြစ်တာပေါ့နော်အဓိကတော့ဘယ်လမ်းကြောင်းသွားမလဲဆိုတာဟိုမတက်ခင်ကတည်းကကြိုပြီးတော့လေးစဉ်းစားထားရင်တော့ဟိုကောင်းတာပေါ့ CIG ကတော့တကယ်ကောင်းပါတယ်ထားတော့ကတဲ့ result တဲ့အခုရလာတဲ့ဟာကတော့ကျွန်တော်စိတ်ကြည်နေပါတယ်ဗီဇာဆိုလဲ25ရက်လောက်ရတယ်ပေါ့ CIG ကိုလည်းတကယ်ကြည့်နေပါတယ်